အားလုံးပဲမင်္ဂလာပါ今日はN1 パトリーは横顔彼女の横顔はとても美しい家計物価が上がって家計が苦しくなった次は家で親に怒られて彼女は一晩だけ家出をした横顔はမိဘကကြည့်တဲ့မျက်နှာကိုပြောတာပြီးတော့ခက်ခဲဆိုတာဘယ်လိုပြောလဲအိမ်ရဲ့စီးပွားရေးအခြေအနေကိုပြောတာရဲတဲ့ဆိုတာကအိမ်ကနေပြီးတော့ထွက်ပြေးတာကိုပြောတာပြီးတော့ခါတိုင်းဆိုတာကဝန်တိုင်းပဲပြဿနာတွေပဲချီမူနိခိုင်ခဲစွတ်ဘက်ခိခါတိုင်းကအခုစမှုအရုခိုင်ခဲစွတ်ဘက်ခိချီမူနိကဒီတင်းမှာဆိုလို့ရှိရင်ဖြည့်ရှင်းတဲ့ခါတိုင်းဒရဘူးပြဿနာတွေကအခုစမှုအရုအများကြီးရှိရအခုစမှုအရုမရင်မတွက်နိုင်ဘူးရှိတခုနှစ်ခုလည်းမဟုတ်နောက်တစ်ခုကခတ်တေးဆိုတာက process ပဲ成功するまでには様々な過程を経る必要がある成功するまでにはအောင်မြင်တဲ့အခြေအနေထိရောက်အောင်လို့様々なအမျိုးမျိုးသောခတ်တေး process ဖြစ်စဉ်တွေကိုဟဲရုဖြတ်တန်းတဲ့必要があるဖြတ်တန်းဖို့အတွက်လိုအပ်တယ်တဲ့အောင်မြင်မှုတစ်ခုရဖို့အတွက်အမျိုးမျိုးသော process တွေကိုဖြတ်တန်းဖို့လိုအပ်တယ်တဲ့ခါရိုရှိဝ社会問題として深刻だခါရိုရှိဆိုအလုပ်ရမ်းလုပ်ပြီးတည်သွားတာပြောတာ社会問題ဒီ社会問題ဆိုတာပတ်ဝန်းကျင်ပြဿနာတွေပေါ့နော်ပြဿနာတွေတစ်ခုအနေနဲ့ရှင်းကုန်ကူတာ serious ဖြစ်နေအရင်က serious ဖြစ်တယ်ဟို popular ဖြစ်နေခိုင်ခဲဆိုトラブルは無事に解決した解決するဆိုတာဖြေရှင်းတာပြဿနာကိုကောင်းအောင်ပဲဖြေရှင်းနိုင်တယ်တဲ့နောက်ကခိုင်ခိုするခိုင်ခိုဆိုတာအလုပ်ဖြုတ်လိုက်တာ会社の経営悪化により数人が解雇された会社のကုမ္ပဏီရဲ့စီးပွားရေးဆိုးရွားလာမှုကြောင့်数人ဆိုတာကတယောက်နှစ်ယောက်မဟုတ်နည်းနည်းများတာပေါ့5-6ယောက်လောက်ကခိုင်ကိုစားရတာပြုတ်ခံလိုက်ရတယ်ခိုင်ကျော်ဟိနရှိကြီးကခိုင်ကျော်စားရတဲ့ဂျူမင်ဝအယနီမိုရိုတာဟိနရှိကြီးဆိုတာဟိနရှိကြီးကဘယ်လိုပြောတခုခုဆူနာမီတွေကြီးရှင်းတွေရောက်တဲ့အချိန်မှာဟိနန်ကျော်ဆိုပြီးနေရာတွေရှိတယ်ဒုက္ခရောက်တဲ့အချိန်မှာထွက်ပြေးရတဲ့နေရာအဲ့ရှိကြီးညွန်ကြားချက်တွေကခိုင်ကျော်စားရတဲ့ဖြတ်သိမ်းလိုက်တဲ့အတွက်ကြောင့်ဂျူမင်ဟာအီယနီမိုရိုတာအီယနီပြန်လာခဲ့တယ်ခိုင်ရှောストレス解消のために散歩しているストレス解消ဒီကောင်ပြေပြောက်သွားတာဖြည့်ရှင်းလိုက်တာストレス解消အားလုံးပဲနားလည်ပြီလို့ထင်ပါတယ်ありがとうございました